အသက်17နှစ်အရွယ်စွန့်ဦးတီထွင်တူက Bharat K Super Founders အစီအစဉ်မှာသူ့ရဲ့စီးပွားရေးအယူအဆကိုတင်ပြခဲ့ပါတယ်။ပွဲတွေသွားတိုင်းလူတွေကပ်ပြားတွေနဲ့အဆက်အသွယ်ဖလှယ်နေကြတာကိုသူသတိထားမိခဲ့ပါတယ်။ဒီကပ်ပြားတွေကပကံစပွဲတွေအမိုက်ပုံးတွေအထိရောက်ကုန်တာကိုတွေ့တော့သူ့စိတ်ထဲစတင်တွေးတောမိပါတော့တယ်။စက္ကူကပ်ပြားတွေကတဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေပြီးအမိုက်တွေဖြစ်စေတာကိုသူခန်းစားမိပါတယ်။ဒါဟာ2025ခုနှစ်ခေတ်မှာခေတ်မမီတော့တဲ့နည်းပညာလို့သူမြင်ခဲ့ပါတယ်။အဲ့ဒီကနေပဲ Anwick ဟာ NFC ကတ်တွေကိုဖန်တီးခဲ့ပါတယ်။ဒါကစက္ကူမလိုဘူးပုံနှိပ်စရာမလိုဘူးအမိုက်လည်းမဖြစ်ဘူးဆိုတဲ့ဖြေရှင်းချက်ပါ။ Zoo Connect ရဲ့ NFC ကတ်တွေကတစ်ချက်တိုးယုံနဲ့ချက်ချင်းချိတ်ဆက်နိုင်ပါတယ်။သူ့ရဲ့အနာဂတ်ရည်မှန်းချက်က Zoo Universe တစ်ခုလုံးကိုဖန်တီးဖို့ပါ။ဒါဟာအဆက်အသွယ်တွေသိမ်းစီမျှဝေနိုင်ပြီးငွေပေးချီမှုတွေပွဲလန်းသဘင်တွေတက်ရောက်နိုင်မဲ့စမတ်ကျတဲ့ digital မှတ်ပုံတင်ကတ်တစ်ခုဖြစ်လာပါလိမ့်မယ်။မဝစ်ကသူ့လုပ်ငန်းအတွက်ယင်းနှိမ့်မြုပ်နှံမှုငွေရူပီ2ကတိ25တန်းကိုကုမ္ပဏီတန်ဖိုးရူပီ25ကတိ250တန်းနဲ့တောင်းဆိုခဲ့ပါတယ်။ဒေါက်တာဘေလူမာနီကသူ့ရဲ့တင်ပြပုံနဲ့ခွန်အားကိုအံ့ဩချီးကျူးခဲ့ပါတယ်။လူငယ်တယောက်ရဲ့စိတ်အားထက်သန်မှုကတခြားသူတွေကိုအမြဲကူးဆက်တတ်တာကိုခန်းစားရပါလိမ့်မယ်။ဒေါက်တာဘေလူမာနီကသူ့အဖေက9နှစ်သားမှာဂိမ်းကွန်ပျူတာဝယ်ပေးခဲ့ကြောင်းပြောပြခဲ့ပါတယ်။သူ9နှစ်မှာဂိမ်းတွေစလုပ်ခဲ့ပြီး15နှစ်16နှစ်မှာကိုပိုင်ကုမ္ပဏီစထောင်ခဲ့ပါတယ်။နှစ်ပေါင်း25နှစ်အကြာမှာအိန္ဒိယရဲ့ပထမဆုံးစည်ရင်းဝင်ဂိမ်းကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့စတင်တာဟာကြီးမားတဲ့အားသာချက်ပါပဲလို့သူကပြောခဲ့ပါတယ်။ကျောင်းနဲ့အလုပ်ဘလို့ချင်းခွင်ရှာညှိတလဲဆိုတဲ့မိကုံးကိုအမွေကသူငငယ်ကလေးကအချင်းကိုစီမံခန့်ခွဲတတ်အောင်တင်ယူခဲ့ကြောင်းဖြေခဲ့ပါတယ်။သူကကျောင်းမှာထူးချွန်တဲ့ကျောင်းသားဖြစ်ပြီးစာကိုမြဲမြံတင်ယူနိုင်ပါတယ်။60မိနစ်လုပ်ပြီးရင်ပုံမှန်ကလေးတယောက်လိုပဲစော့ကစားတယ်လို့ဆိုပါတယ်။ Zoo Connect ကဖောက်တဲ့900ကျော်ကိုကတ်တီရောင်းချပြီးသားဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကကတ်ရောင်းခြင်းတစ်ခုတည်းကိုအဓိကမထားပါဘူး။အဓိကကတော့စည်ရင်းသွင်းစနစ် subscription model ပဲဖြစ်ပါတယ်။ရူပီ69ကနေ999ရူပီအထိအမျိုးမျိုးသောစည်ရင်းသွင်းမှုအစီအစဉ်တွေရှိပါတယ်။တခြား startup တွေကကတ်တစ်ခုတည်းမှာပဲအာရုံစိုက်နေချိန်မှာ Zoo Connect ကကတ်နောက်ွယ်က app နဲ့အစစ်အမှန်ချိတ်ဆက်မှုတွေကိုအာရုံစိုက်ပါတယ်။လူတွေဟာအလှအပထက်တကယ်ချိတ်ဆက်မှုကိုလိုချင်ကြတာကြောင့်လို့သူကပြောပါတယ်။သူတို့မှာ CRM integration လည်းရှိပြီး hot cold leads တွေကိုခွဲခြားပေးပါတယ်။ data လုံခြုံရေးအတွက် cloud နည်းပညာကိုအသုံးပြုပြီးနိုင်ငံတကာအဆင့်မီစံနှုန်းတွေနဲ့လှုပ်ဆောင်ထားပါတယ်။ကက်ပြောက်သွားရင် app ကနေချက်ချင်းပိတ်နိုင်ပါတယ်။ကုမ္ပဏီစထောင်ပြီး2ပတ်အတွင်းဝင်ငွေရူပီ3သိန်းရပြီးနောက်တစ်နှစ်မှာဒေါ်လာ1သန်း30ရဖို့ရည်မှန်းထားပါတယ်။ဒေါက်တာဘေလူမာနီကစွန့်ဦးတီထွင်သူတွေမှားတတ်တဲ့အချက်3ချက်ရှိကြောင်းပြောပါတယ်။ကုန်ပစ္စည်းဈေးနှုန်းနဲ့တင်ပြမှုတွေဖြစ်ပါတယ်။ Zoo Connect ရဲ့ကုန်ပစ္စည်းနဲ့တင်ပြမှုကကောင်းပေမဲ့ဈေးနှုန်းကမှားနေတယ်လို့သူကထောက်ပြပါတယ်။အနည်းဆုံးအသုံးပြုသူ1သန်းမရမချင်းအကျိုးအမြတ်မယူဘဲလုပ်တင်တယ်လို့အကြံပေးခဲ့ပါတယ်။မွေးကသူတို့ကဈေးနှုန်းတွေကိုစမ်းသပ်နေတာဖြစ်ပြီးလက်ရှိမှာကုမ္ပဏီအသစ်တွေရဲ့ဒါရိုက်တာတွေကိုကတ်တွေကို69ရူပီနဲ့ပေးပို့နေကြောင်းရှင်းပြပါတယ်။ဒါကကုန်ကျစရိတ်နည်းပြီးဖောက်သည်ဆွဲဆောင်ဖို့ဖြစ်ပါတယ်။ဒါပေမဲ့ဒေါက်တာဘီလူမာနီကဒါရိုက်တာတွေကပိုင်ရှင်တွေမဟုတ်တာရဲ့အလကားရတာကိုတန်ဖိုးမထားတာရဲ့ကြောင့်အဲ့ဒီနီးဗျူဟာကိုသဘောမတူခဲ့ပါဘူး။စောင့်ဆိုင်စီရင် wait list လုပ်ပြီးတန်ဖိုးထားအောင်ဖန်တီးတင်တယ်လို့အကြံပေးခဲ့ပါတယ်။နောက်ဆုံးမှာပြင်မဖောက်တဲ့ကိုမေးတဲ့အခါအမွေက3မျိုးတည်းကဒုတိယရွေးချယ်မှုကိုဖြေခဲ့ပါတယ်။ဒါကကပ်ပြားတော့ရှိပေမဲ့ဘသူကိုပေးရမှန်းမသိပဲပေးဖို့စောင့်နေသူတွေပါဒီအဖြေကသူ့ရဲ့ညာရည်ထက်မြက်မှုကိုပြသခဲ့ပါတယ်ဒီလိုမျိုးစိတ်ထက်တွေအတွေးခေါ်တွေကအနာဂတ်အတွက်လမ်းပြနေတာကိုသင်သတိထားမိပါလိမ့်မယ်